မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2026ခုနှစ်ဩဂုတ်လ25ရက်အင်္ဂါနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသအခြေအနေသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဂျက်ခန်းပြည်နယ်နဲ့အော်ရီတာပြည်နယ်မြောက်ပိုင်းတို့ကိုဖျက်ချော်ခဲ့တဲ့လေပြင်းအားနဲ့ရဲဝန်ဟာအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဂျက်ခန်းပြည်နယ်နဲ့အနောက်ဘင်္ဂလားပြည်နယ်တို့မှာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပြင်းအားနဲ့ရဲဝန်ဟာနောက်24နာရီအတွင်းအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံဂျက်ခန်းပြည်နယ်နဲ့အော်ရီတာပြည်နယ်မြောက်ပိုင်းတို့ကိုဆက်လက်ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသင့်တင့်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းအရှေ့အလယ်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့မှာတိမ်သင့်တင့်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်သင့်တင့်မှတိမ်ထူထပ်နေပါတယ်။ထူးခြားတဲ့ချိန်တွေကတော့ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရတုံကင်ပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းနာရာဟာမြောက်အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအရှေ့မြောက်ဘက်သို့ဖြင်းညင်းစွာရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေဒီခန့်မှန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစစ်စိမ့်နေကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရည်ရာနှုန်းပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့စကိုင်းတိုင်းဒေသကြီးထက်ပိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်မှာမြမကယုံရတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်လေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။နိုင်မြင်မှာမြမကယုံရတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ17ပေမှ73ပေခန့်ရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်ကတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ရန်ကုန်မြို့တို့ရဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေဒီခန့်မှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထိချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေဒီခန့်မှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ရှင်။